အားလုံးပဲမင်္ဂလာပါရှင်ရွှေမိတ်ရဲ့ကျွမ်း session လေးရနဲ့ပြန်လေးကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ပေါ့နော် UBPC နဲ့ PPC ကွာခြားချက်လေးကိုရှင်းပြပေးသွားမှာပဲဖြစ်ပါရရှင် UBPC profile ကြောင်းနေရဆိုရင်ပေါ့နော်ပျော်ပြောင်းစေတဲ့ဓာတ်တက်မပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပုံမမာကြောပြီးတော့ပေါ့နော်ခံနိုင်ရင်လည်းမြင်ပါပါရရှင်ဒါပေမဲ့ပေါ့နော် PPC profile ကြောင်းနေရဆိုရင်တော့ UBPC တဲ့စာမယ်ဆိုရင်တော့ပေါ့နော်ပျော်ပြောင်းစေတဲ့ဓာတ်တက်ကလေးပါဝင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ခိုင်ခန့်မှုအားလေးတော့နည်းနည်းလျော့နေပါရရှင်ဒါပေမဲ့တခုရှိတာပေါ့နော် UBPC profile နေရဆိုရင် original color အဖြူရောင်တစ်မျိုးလေးကိုပဲရရှိနိုင်ပါရရှင်ဒါပေမဲ့ PPC ရာဆိုရင်တော့အယောင်မျိုးစုံရရှိနိုင်ပါတယ်ရှင်မိတ်ဆွေတို့အနေနဲ့ဓာတိဥတုတန်ခံနိုင်ပြီးတော့ classic ဆန်ဆန်လှတဲ့သတင်းတကားလေးတွေကြိုက်တယ်ဆိုရင်တော့ UBPC ကိုပဲအသုံးပြုသင့်ပါတယ်ရှင်ဒါမှမဟုတ်ဖေးနဲ့ပေါ့နော်အယောင်အသွေးစုံစုံလင်းလင်းဒီဇိုင်းဆန်းဆန်းလေးတွေကိုမှကြိုက်တယ်ဆိုရင်တော့ PPC ကိုပဲအသုံးပြုဖို့အကြံပေးချင်ပါတယ်ရှင်မိတ်ဆွေတို့အနေနဲ့ဓာတိဥတုတန်လေးခံနိုင်ရမယ်ဒီဇိုင်းစုံစုံလင်းလင်းလေးလိုချင်တယ်ဆိုရင်တော့ UBPC တကားတစ်မျိုးလေးကိုသာရောင်းတယ်ဝေတို့ရှင်မစ်တစ်ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာလည်းသိကျင်တာလေးဖြေချပေးသွားမှာဖြစ်တဲ့အတွက် comment လေးမှာပေါ့နော်ကိုသိကျင်တာလေးကိုမေးခဲ့ပေးလို့ရပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ညီမတို့ရှင်မေးတဲ့ page admin ဝေပဲဖြစ်ပါတယ်ရှင်။